ဒီဘုရားဘာသာဒီလူများစုကိုယ်ရတော့ပါသူက straight religion လို့မပြောဘူးတချို့နိုင်ငံတွေမှာ Saudi Arabia အစ္စလာမ်ဘာသာဒီ this is straight religion နိုင်ငံတော်ဘာသာတွတ်ထိလို့မရဘူးဒီမြင့်ဘာသာကန့်ဝတ်မယ်မြန်မာနိုင်ငံမှာဗုဒ္ဓဘာသာကိုနိုင်ငံတော်ဘာသာကျင့်ကြံလိုက်ရင်မွတ်စလင်ခရစ်ယာန်သွားတော့ညောင်းတော့မရှိအောင် the straight သူက Buddhism ဒီ not straight religion နိုင်ငံတော်ဘာသာမဟုတ်တာဖြစ်ချင်းကြောင့်ဒါကသူ့နိုင်ငံကြီးမှာရှိတာကိုဇွတ်ကြီးဗုဒ္ဓဘာသာနိုင်ငံတော်ဘာသာဖြစ်အောင်ဖြစ်ရမလို့မဖြစ်ဘူးမရဘူးဟောဒူတွေနေပြီးသွားပြီအခြေချပြီးသွားပြီအဲ့ဒါကိုနားလည်ဖို့လိုတယ်ဟောဘာသာရေးကဘာသာရေးကိုရှိနေတဲ့အရာရှိနေတဲ့ဗုဒ္ဓဘာသာ86ရာခိုင်နှုန်းကိုစစ်မှန်သောအတွေးခေါ်တွေထည့်မယ်ဗုဒ္ဓဘာသာဗုဒ္ဓရဲ့တရားစစ်မှန်ထည့်မယ်တော်ပြီကျန်တဲ့14ရာခိုင်နှုန်းထားလက်လက်ကိုသွားလိုက်တော့လေဘာမတတ်နိုင်ဘူးလေဟုတ်တယ်လေကမ္ဘောဒီးယားနိုင်ငံမှာ96နှုန်းရှိတယ်ဒါသိပ်မတတ်ဘူးထိုင်းနိုင်ငံမှာ98နှုန်းသိပ်မတတ်ဘူးလာအိုနိုင်ငံမှာသိပ်မတတ်ဘူးဗုဒ္ဓဘာသာမြန်မာနိုင်ငံ86ရာခိုင်နှုန်းကတော်တော်တန့်သေးတယ်ရောတော့နဲသေးတယ်အင်္ဂလိပ်ဆိုတော့ mixture ထေရဝါဒလို့ခေါ်တယ် mixture ဆိုတာရောတာ pure ထေရဝါဒ Buddhism mixture ထေရဝါဒရောတာဆိုကဘာလုံးကြည့်လိုက်တဲ့ခါကျတော့ထိုင်းနိုင်ငံမှာလေးမျက်နှာဖျားကွာရင်သူ mix ဖြစ်သွားပြီရောသွားပြီမြန်မာနိုင်ငံမှာတော့ဘုန်းကြီးကျောင်းတိုင်းမှာမသာအတုပဟာမရှိဘူးထိုင်းဘုန်းကြီးကျောင်းတိုင်းမှာကအတုပသင်္ကြန်ဆက်ရှိတယ်လေးမျက်နှာဖျားထားတယ်ကွာရင်ထားတယ်ဗုဒ္ဓဗမာပြည်ကဘုန်းတော်ကြီးကျောင်းမှာတော့တစ်ကျောင်းနှစ်ကျောင်းသုံးလေးကျောင်းရှိကောင်းရှိလိမ့်မယ်ဗုဒ္ဓတဆူပဲကိုးဝယ်တယ်ဘယ်ကွာရင်မှမကိုးစဘူး no မဟာယာနဆိုတော့ဒီမြန်မာနိုင်ငံထေရဝါဒ very pure တော်များများက pure ထေရဝါဒ Buddhism ရှိနေတယ်နည်းနည်းပါနတ်ကိုးဝယ်တာလေးတွေဝိဇ္ဇာလေးတွေအောင်မင်းကောင်လေးတွေဘိုးအနေရှိတယ်သူနည်းနည်းပါဒါဆိုထေရဝါဒကိုထိအောင်ဘိုးအောင်တို့ဘိုးမင်းအောင်တို့ကိုးဝယ်တဲ့မိသားစုတွေထေရဝါဒကိုထိအောင်ဗုဒ္ဓကိုပယ်လိုက်အောင်မလုပ်ဘူးသူကအဲ့ဒါသိဘူးထေရဝါဒထူတရားဝဲဆိုနည်းနည်းပြောတာပါဆိုတော့ပြင်ဆင်ခြင်းချစ်ဆွဲခြင်းနှုတ်ပယ်ခြင်းပြောင်းလဲခြင်းမရှိဘူးအဲ့ဒါကောင်းတဲ့သဘောပဲ nothing change nothing modify nothing add nothing omit no need to change no need to modify no need to add no need to omit ပြင်ဆင်တယ်ပြောင်းလဲတယ်ဖြည့်တယ်နှုတ်ပယ်တာမရှိဘဲနဲ့ originally ကောင်းတဲ့ဝါဒကိုထေရဝါဒလို့ခေါ်သည်အဲ့ဒါမှတ်ခဲ့ changing no nothing to change modification no adding no ထပ်ဖြည့်တာမရှိဘူး omitting ထုတ်ပလိုက်တာသစ္စာ၄ပါးกว่าတပါးထပ်ထက်မှမရှိဘူးတပါးထောက်မှမရှိဘူးအဲ့၄ပါးတည်းမှကျင့်တယ်တတိပဒံ၄ပါးกว่า၃ပါးကျင့်မယ်กว่า2ပါးကျင့်မယ်မရှိဘူးတပါးထက်ထက်မှ၅ပါးမရှိဘူးခန္ဓာ၅ပါးကို6ပါးဟောမယ်กว่าမရှိဘူးအဲ့ဒါဒီထေရဝါဒရဲ့ကောင်းမြတ်တဲ့ဂုံပဲကျွန်တော်ကြိတ်မှန်များစွာထေရဝါဒနေတဲ့ထေရမြန်မာပြည်ထေရဝါဒကျုပ်အများကြီးထေရဝါဒအကြောကြီးလုပ်ခဲ့ပြီးပြီနှစ်ပေါင်း20လောက်တောက်လျှောက်လုပ်ခဲ့ပြီးပြီနော်96လောက်တည်းတောက်လျှောက်ထေရဝါဒထူတရားဝဲထေရဝါဒမှတ်တမ်းထေရဝါဒနေပြီးတော့ထေရဝါဒမန္တလေးထေရဝါဒဏီကုံဏီတန်းအများကြီးပြောခဲ့မိတ်ဆက်တော်များပြောခဲ့ပြီထေရဝါဒနှစ်သာရအဲ့ဒါနဲ့ပတ်သက်လို့1996ကနေတောက်လျှောက်20လောက်2000ကျော်လောက်ထိအောင်ပြောခဲ့ပါပြီဒါကြောင့်မလို့ထေရဝါဒအထူးဓမ္မတပည့်ပြေးလိုက်ကြည့်လိုက်ဘလောက်လှတယ်နည်းနည်းလေးမှတ်လိုက်မဟာစီစီတော်ဘုရားနဲ့မင်းကုန်းဆရာတော်ရှင်မာကတ္တဗနဲ့ရှင်အနန္ဒနည်းနည်းလေးပြောင်းလိုက်ဟိုကဖယားလက်ထက်ဟိုဘက်ကမြတ်စွာဘုရားပြိဋိဘံစံပြီးကစားကရှင်မာကတ္တဗကအရှင်အနန္ဒကိုမေးတယ်တို့မသိဘူးမှတ်တမ်းတို့ကမမီတော့ဘူးမဟာစီစီတော်ဘုရားကြီးကမေးတယ်မင်းကုန်းဆရာတော်ကဖြေတယ်ငါးနိုင်ငံမှာရှိတဲ့ထေရဝါဒနဲ့အခြားပုဂ္ဂိုလ်တွေကိုစုစည်းလိုက်တယ်ငါရှင်ဝဇိရသရပိဝန္တဤမင်္ဂလာသုတ္တတရားဒေသနာတော်ကိုအဘယ်ရ၌အဘယ်ပုဂ္ဂိုလ်အကြောင်းပြုအဘယ်သို့လင်ဟောတော်မူပါသည်ငါရှင်လို့မင်းကုန်းဆရာတော်ကြီးကဖြေပြီးဤမင်္ဂလာသုတ္တတရားဒေသနာတော်မြတ်ကိုသာဝတိယံယေဝဗန္တိလို့စတယ်ပဲအမေးနဲ့ဖြေပြီးသွားပြီဒုက္ခရဏပြောတယ်သုလကမ္မဝိပင်္ဂသုတ်တံတရားဒေသနာမင်းကုန်းဆရာတော်လက်လေးချီပြီးသွားပြီးတော့ရှောက်တာဆရာတော်ကြီးကသူ့တန်ခိုင်းနဲ့တင်ခဲ့တာကိုကျွန်ုပ်ကငယ်စဉ်တုန်းကအိမ်မှာရခဲ့တယ်လို့လက်လေးချီပြီးမင်းကုန်းသွားရှောက်တာဆရာတော်ကြီးကကျုံညုံလေးထိုင်ပြီးလက်လေးချီပြီးနားထောင်တာဗျမင်းကုန်းဆရာတော်ကပြောကွာမဟုတ်ဘူးပြောကွာငါရှင်ဝဇိရသာရဘိဝန္တလူချင်းဒူဒူဖြစ်ပါလေရဲ့အသက်ရေချင်းကိုဖြစ်စေတတ်သောကံအသက်ဒူချင်းကိုဖြစ်စေတတ်သောကံသက်ဝေလှကံစီမျိုးညံ့မင်းကုန်းဆရာတော်ကြီးခုန14ခုငါအချင်းညုံမှတ်လိုက်တယ်အသက်ရှည်ခြင်းတူခြင်းဝေအနာရောဂါများခြင်းနေခြင်းလှရုပ်ရည်စင်လှခြင်းမလှခြင်းကံကောင်းခြင်းမကောင်းခြင်းမျိုးအမျိုးညံခြင်းစီဝါကောင်းမကောင်းဉာဏ်ပညာထက်ခြင်းမထက်ခြင်းဆိုပြီးဆရာတော်ကြီးတို့
မင်းဘယ်လိုမှတ်လိုက်တာလဲတပည့်တော်သက်ဝေလှကန်စီးမျိုးညံအဲ့လိုဆိုတော့မမေ့တော့ဘူးအဲ့ကိုမှန်နေပေါ့ငါတယ်တော့ဟုတ်နေပါလားကွာဆရာရဲ့ပါဠိလိုမှတ်တာအသက်ရှင်ခြင်းကိုပြည့်စုံသောကံအသက်တိုးခြင်းကိုပြည့်စုံသောကံဣန္ဒတန်တို့ကိုဘယ်သို့လင်ဝေဖန်ပိုင်းညာတော်မူခဲ့ပါသနည်းငါရှင်လို့မဟာစီဆရာပြည့်ရဲ့မေးတော့ဣရမန္နဝဧကေသောအိဋ္ဌိဝပုရိသောဝပါဏာတိပါရိယောတိလှုပ်တော်လောဣဒပါဏိစရှိသည်ဖြင့်မင်းကုန်းဆိုရဖြေတာဥပလူလင်းဤလောကနဲ့အချို့သောယောက်ျားအချို့သောမိန်းမသည်တတ္တဝါတို့ရဲ့အသက်ကိုတပ်ပြခြင်းလေးရှိပါ၏ဟုတ်ပြီကြော်လိုက်တော့မယ်ထို့ဘုကိုသည်စုတိပြကျွေးသိလွန်သည်မနောက်ကလဝဲသူ့အသက်ကိုတပ်ဖြတ်ခဲ့သောအကုသိုလ်ဒုစရိုက်ကံကြောင့်အပယ်လေးပါးနဲ့ကြောက်ရပါ၏ထိုအပယ်လေးပါးမှာအပရာပရိယကံတစ်ပါးကြောင့်ဤလူပြည်လောကဝဲပရိသန္တိတပံဒီနေရပြန်ပါတော့လဲထိုသူပြုတ်ခဲ့သောပါဏာတိပါဒဒုစရိုက်မှုကြောင့်အသက်တိုးခြင်းဖြစ်ရပါသည်ရှင်ဗျာနောက်တစ်ခုကတော့ပြောင်းပြန်ပေါ့မတတ်ခဲ့လို့နော်တပ်ဖြတ်ခြင်းကိုရှောင်ခဲ့တဲ့သူ့စေကံကြောင့်စုတီပြကျွေးသိလွန်သည်မှာနောက်ကာလဝဲချမ်းသာရရှိတဲ့သူဂရီဘုံနဲ့ဖြစ်ရပါ၏ထိုသူဂရီဘုံမှာအပရံပရိယကံတစ်ပါးကြောင့်ဤလူပြည်လောကဝဲစုတီပရိသန္တိစုတီပြီးတော့ပရိသန္တိတပံနေရပြန်မှတော့လဲထိုသူပြုခဲ့သောပါဏာတိပါဒမှာရှောင်ရင်းဆိုတဲ့သူစေတရားကြောင့်အသက်ရှည်ခြင်းဖြစ်ရပါသည်ဘုရားဤသို့လျင်နေအောင်ချုပ်ပြီလူချင်းချင်းတူတူဖြစ်ပါလျက်အသက်ရှည်ခြင်းကိုဖြစ်စေတတ်သောကံအသက်တိုးခြင်းကိုဖြစ်စေတတ်သောကံဣနတန်တို့ကိုဝေဖန်ပညာဟောတော်မူခဲ့ပါသည်ရှင်ဗျာပုံမှာကမန္တလေးမြို့လေးပြင်လေးရရန်ကုန်ပခုတ်ကူဟာဗမာပြည်အနက်ကရွှေရင်သူ့ဓမ္မတော်ရဘုန်းကြီးပညာတွေအကုန်လုံးကြည့်နေတာဒီအရှင်ဝိစိတ္တကိုတော်လေးကိုအဲ့တော့မဟာစီဆရာတော်ဘုရားကြီးကသုဏတုမိဗ္ဗန္တိသံဃောကမောဇာထညတ်ထအရှင်သံဃာတော်ရှင်သူမြတ်တို့ဗျာတပည့်တော်ဒီဘုရားတပည့်တော်ဒီဤသုလကမ္မဝိပင်္ဂသုတ်တံတရားဒေသနာတော်မြတ်ကိုတိပိဋကဓမ္မဗန္ဓရိကဖြစ်သောအရှင်ဝိစိတ္တသာရဘိဝန္တအားမေးမြန်းခဲ့ပါ၏ဘုရားမေးတိုင်းပုစိတ္တဝိသေစေဆိုမေးတိုင်းသောအရာများကိုလည်းအရှင်ဝိစိတ္တသာရဘိဝန္တဖြေဆိုခဲ့ပါ၏အခုတပည့်တော်မေးတဲ့ဖြေတဲ့နေရာမှာပါဠိချွင်ကျအ내ချွင်မြတစုံတရားရှိရင်ထပြောပါပြောထ come on လာပါ please ထ please စတဲ့ထပါဘူးမှမထအောင်တကြိမ်ဒုတိယမိဧတမထံဒုတိယမိနဲ့နှစ်ကြိမ်မြောက်မထဘူးတတိယမိဧတမထံဝရမိတတိယကြိမ်လည်းမထတာဖြစ်ခြင်းအရှင်မြတ်တို့ဗျာသုံးကြိမ်သုံးကမေးပြီးတဲ့အခါမှာအခုအရှင်ဝိဇ္ဇရတာဘိဝန္တရွတ်ဆိုလိုက်တော့ပါဠိသည်ရှေ့ရှင်မကတ္တဗအရှင်အနန္ဒမထေရမြတ်တို့သင်္ဃာတင်ထားတဲ့အတိုင်းမှန်ကန်သောကြောင့်ဤပါဠိကိုညီညာဖြစုပေါင်း၍ရွတ်ဆိုတော်မူ၍အတည်ပြုတော်မူကြပါကုန်အရှင်မြတ်တို့ဖရာအဲ့ဒါထေရဝါဒ